ဒီဖျားเจ้าကတော့တကယ်ကိုမယုံနိုင်စရာကောင်းလာပါတယ်အတွင်းထဲကိုခြေတလန်းလှမ်းလိုက်တာနဲ့ခန္ဓာကိုယ်ကြီးကဘေးတစ်ဆောင်ဖြစ်သွားတာပါအီတာလီယန်ကိုတစ်စုံတစ်ယောက်ကပြုတ်စားထားသလိုပါပဲအတက်ရှောက်ဖို့စူးစမ်းလေးပိုဆောင်းသွားလေးနဲ့ကြမ်းမြင့်မော်ရှော့တိုက်သွားတော့မလို့ခံစားရပါတယ်ဒါတွေအားလုံးကသဘာဝတရားရဲ့လက်ချက်တွေပါ2012တုန်းကဒီဒေတာမှာကြီးကျယ်မြေပြိုခဲ့ပါတယ်တောင်ဆောင်တစ်ခုလုံးကတဖြည်းဖြည်းချင်းအောက်ကိုရှော့ဆင်းသွားပြီးဖျားเจ้าရဲ့အုံမြစ်ကိုပါဆွဲချသွားခဲ့တာပါဒီနှစ်တရာတက်တန်းရှိတဲ့ဖျားเจ้าကြီးဟာမူလနေရာကနေရွေ့သွားပြီး10ဒီဂရီကျော်လောက်အထိဆောင်းသွားခဲ့ပါတယ်သူ့ပတ်ဝန်းကျင်ကအဆောက်အုံတွေအကုန်လုံးနီးပါးပြိုကျသွားပေမဲ့ဒီဖျားเจ้าကတော့အကောင်တိုင်းကြံရစ်ခဲ့တာပါဒါပေမဲ့အထူးဆန်းဆုံးကတော့အထဲမှာဖြစ်နေတဲ့အမြင်အာရုံလှည့်စားမှုပါပဲကျမ်းမြင်တွေနန်းရံတွေအကုန်ဆောင်းနေပေမဲ့ကိုယ့်မျက်လုံးကဒီအဆောက်အုံကိုပုံမှန်တိုင်းပဲလို့မှတ်ယူလိုက်တာနဲ့အုံနောက်ကဒီဆောင်းနေတဲ့အနေအထားကိုပဲမှတ်တယ်လို့ထင်သွားတာပါလမ်းလျှောက်တဲ့အခါဟန်ချက်ညီအောင်ခန္ဓာကိုယ်ကပိုပြီးဆောင်းပေးနေရတော့ရှည်လန်းအနှဲငယ်အတွင်းမှာတင်လိုင်းစီးနေတဲ့လှေပေါ်ရောက်နေတယ်လို့မူးနောက်ဖြစ်လာပါတယ်ပြီးတော့အပြင်ကိုပြန်ထွက်လိုက်တဲ့ခဏမှာပဲခန္ဓာကိုယ်ကချက်ချင်းပြန်မတ်သွားတာပါအဲ့ဒီလိုဟန်ချက်ပြန်ညီသွားတဲ့ခံစားချက်ကတကယ်ကိုနေလို့ကောင်းပါတယ်တဲ့တဘာဝတရားရဲ့စွမ်းအားကကျွန်တော်တို့စိတ်ကူးထားတာထက်အများကြီးပိုကြီးမားပါတယ်